အားလုံးပဲမင်္ဂလာပါ International Break ပွဲစဉ်တွေအပြီးကျွန်တော်တို့ Premier League ပွဲစဉ်တွေပြန်ပြီးတော့မှဒီနေ့ညမှာစကစားမယ်ဆိုဒီနေ့ညကစားမယ်ပွဲစဉ်တွေထဲမှာမြန်မာစံတော်ချိန်တနအီခွဲမှာကစားမယ် Nottingham Forest အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ကလည်းကျွန်တော်စိတ်ဝင်စားဖို့ကောင်းစွာနဲ့ရှိတယ်ဆိုဒီပွဲစဉ်ကိုတော့ဒါ Nottingham Forest အသင်းရဲ့အိမ်ခွင်းဖြစ်တဲ့ City Ground မှာတစ်ဖက်က Manchester United အသင်းကိုဧည့်ခံကစားသွားမှာလည်းဖြစ်တယ်ဆိုတော့ပထမဆုံးဒါ Nottingham Forestရဲ့ကျွန်တော်တို့လက်ရှိ current form ပေါ့လေပုံမှန်အဖြစ်ကြည့်မယ်ဆိုတော့ Nottingham Forest ကနောက်ဆုံးပြိုင်ပွဲစုံပေါ့လေဒါသူတို့အိမ်ခွင်းမှာ10ပွဲတိတိလက်ခံကစားထားတဲ့အခြေအနေမှာအဲ့ဒီ10ပွဲမှာတကယ်အသင်းကြီးတွေကြီးတဲ့အားလုံးကိုသူတို့ရလက်ကောင်းအောင်ပုံစံကောင်းရအောင်စွမ်းဆောင်ထားနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့Manchester City အသင်းကိုနိုင်ကျွန်တော်တို့ဒါ Arsenal ကျွန်တော်တို့ Brighton ကို 7-0 နဲ့အနိုင် Arsenal ကိုတည်ပေါ့လေတစ်ဖက်မှာ Southampton ကိုအနိုင် Liverpool ကိုတည်ဒါ Nottingham Hotspur နဲ့ Villa တို့ကိုအနိုင်ယူပြီးတော့မှအိမ်ခွင်းမှာကျွန်တော်တို့ Nottingham Forest ကတကယ်ခြေစွမ်းကောင်းပြထားတဲ့အခြေအနေလည်းရှိတယ်။ဒါပေမဲ့လို့ကျွန်တော်တို့ကဒါ Nottingham Forest ကNottingham Forest ကအိမ်ခွင်းကောင်းတယ်ဘာညာလို့ပြောလို့ရတယ်ဆိုပေမဲ့လို့ Nottingham Forest ကကျွန်တော်တို့ Match လ30ရက်နေ့ကဒီ Brighton နဲ့ FA Cup Quarter Final ကန်ထားရတဲ့အခြေအနေကြောင့်မို့လို့ဒီအနေနဲ့အများပေါ့လေဒါ Forest ရဲ့ကျွန်တော်တို့ကစားသမားတွေပွဲပန်းတဲ့အနေအထားတစ်ခုမှာတော့ရှိနေတယ်ဆိုတော့ပထမအကြော်တုန်းကတော့ဒါကျွန်တော်တို့ Manchester United အသင်းအိမ်ခွဲ Old Trafford မှာ2-3နဲ့ကျွန်တော်တို့ဒီ Nottingham Forest ကအနိုင်ရထားတယ်ဆိုပေမဲ့လို့ကျွန်တော် Nottingham Forest နဲ့ Manchester United အသင်းကနောက်ဆုံး10ချိန်တိတိတွေ့ထားတဲ့အခြေအနေမှာ United အသင်းကပဲပြက်ပြက်သားသားကျွန်တော်6ချိန်တိတိနိုင်ထားတယ် Forest က2ချိန်ပဲနိုင်ထားတယ်ဆိုတော့လက်ရှိပေါ့လေဒါကျွန်တော်တို့ဒီအခြေအနေရ Nottingham Forest ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဒါ Chris Wood ကလည်း injury အခြေအနေကြောင့်မို့လို့ United အသင်းနဲ့ပွဲစဉ်မှာပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပြီးကျွန်တော်တို့သိရတယ်ဆိုတော့တခြားကစားသမားတွေရှိတယ်ဆိုပေမဲ့လို့ပွဲပန်းတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့ထည့်တွက်ပြီးစဉ်းစားရမယ့်အခြေအနေလည်းဖြစ်တယ်တစ်ဖက်က Manchester United အသင်းကတော့ကျွန်တော်တို့ International Break မှာပေါ့လေကျွန်တော်တို့ပြေပြေဝဝအနားယူခွင့်ရတဲ့ကစားသမားရှိတယ်ဒါအပြင်ကျွန်တော်တို့International Break ပွဲစဉ်အပြီးမှာလည်းကျွန်တော်ဂျားရက်မှာကစားထားတဲ့ပွဲစဉ်မရှိဘူးဒါအပြင်ကျွန်တော်တို့ဒါ International Break မတိုင်ခင်ကလည်းကျွန်တော်တို့ဒီနောက်ဆုံးပြိုင်ပွဲဆို9ပွဲဆက်တိုက်မှာသူတို့2ပွဲဆက်တိုက် back to back အနိုင်ရထားတယ်ဆိုတော့ Europa League မှာလည်းကျွန်တော်တို့ဒီနောက်တစ်ဆင့်ကိုတက်ထားတဲ့အပြင်ကိုကျွန်တော်တို့ဒါ Premier League မှာလည်း Leicester ကိုကျွန်တော်တို့ 3-0 နဲ့အနိုင်ယူပြီးတော့မှကျွန်တော်ရလက်အရာရောခြေစွမ်းအရာပါယုံကြည်မှုအရာရောပြန်ပြီးတိစောက်ထားနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့လက်ရှိမှာတော့ဗောလေဒါကျွန်တော်တို့ Manchester United အသင်းကနောက်ဆုံးပြိုင်ပွဲဆို9ပွဲရဲ့ဗောလေဒါအနီးကဆုံး2ပွဲကိုကြည့်မယ်ဆိုရင်တိုက်စစ်က9ဂိုးထိကိုကျွန်တော်တို့ရှာဖွေထားနိုင်ပြီးတော့မှခံစစ်ကသွင်းဂိုး1ဂိုးသာခွင့်ပြုထားရတဲ့အခြေအနေဖြစ်တယ်လက်ရှိဒါ Premier League 29ပွဲကစားပြီး Manchester United အသင်းကရမှတ်39မှတ်နဲ့အဆင့်73နေရာမှာရှိနေတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ဒါအဆင့်7က Brentford အသင်းနဲ့4မှတ်ပဲကွာဟားတဲ့အခြေအနေကြောင့်မို့လို့နီးပြအီမိုရင်အနေနဲ့ကျွန်တော်တို့ပွဲစဉ်တိုင်းကိုကျွန်တော်တို့ရမှတ်ပြည့်ရအောင်ပွဲကိုစူးစိုက်ပြီးတော့ဗောလေအာယုံစူးစိုက်မှုအပြည့်နဲ့ချင်းကပ်ပြီးတော့မှကျွန်တော်ဒီယာဒီမှာဒီတစ်ဖက်မှာလည်း Europa League ကအခြေအနေကောင်းနေတဲ့ပုံစံရှိတယ်ဒါအပြင်ကျွန်တော်တို့ဒီယာဒီမှာနောက်ဆုံးအဆင့် Europa Conference League ပဲဖြစ် Europa League ပဲဖြစ်ဝင်ခွင့်ရအောင်လက်ကျန်ပွဲစဉ်တွေကိုအာယုံစိုက်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်တယ် Nottingham Forest အသင်းနဲ့ပွဲစဉ်မှာတော့ Manchester United အသင်းရဲ့ကစားသမားတချို့က injury အခြေအနေကြောင့်မို့လို့ပါဝင်လာဖို့အခြေအနေမရှိပြီးတော့မှဒီကစားသမားတွေကတော့ Ahmad Diallo, Kobe Mainoo, Luke Shaw, Martinez, Johnny Evans တို့ပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပြီးဖော်ပြထားတယ်ဆိုတော့ဒါအပြင်ကျွန်တော်တို့ဒါ Nottingham Forest အသင်းနဲ့ပွဲစဉ်ပြီးရင်လည်း Manchester United အသင်းကကျွန်တော်တို့ဒါ Europa League ပွဲစဉ်အဖြစ် Lion အသင်းနဲ့ကစားရမယ်Premier League ပွဲစဉ်ဖြစ် Newcastle နဲ့ကစားရမယ်ဒါအပြင် Manchester City အသင်းနဲ့လည်းကစားရမယ် Lion အသင်းနဲ့လည်းကျွန်တော်တို့ဒုတိယအကြော့ပြန်ပြီးကစားရမယ်အခြေအနေကြောင့်မို့လို့ပွဲချက်တဲ့အနေအထားတစ်ခုလို့ပြောလို့ရတဲ့အခြေအနေဖြစ်တယ်ဒါကြောင့်မို့လို့နီးပြအမိုရီအနေနဲ့ကျွန်တော်တို့ဒီ Nottingham Forest ရဲ့လက်ရှိပွဲပန်းနေတဲ့အခြေအနေကိုအကောင်းဆုံးအသုံးချပြီးတော့မှကျွန်တော်တို့အစင်အလာတိုင်းပဲပေါ့လေဒါ City Ground မှာကျွန်တော်တို့ရမှတ်ပြည့်ယူဖို့ကြိုးပမ်းအားထုတ်ရမယ့်ပွဲစဉ်ဖြစ်တာကြောင့်မို့လို့ကျွန်တော်တို့အပြန်အလှန်သွင်းဂိုးတွေတော့မြင်ရဖို့အခြေအနေရှိတယ်အခြေအနေရ Manchester United အသင်းက Nottingham Forest အသင်းကိုကစားရခက်ကောင်းခတ်နိုင်ပြီးမဲ့လို့ကျွန်တော်တို့ Nottingham Forest အသင်းရဲ့အိမ်ကွင်း City Ground မှာ Manchester United အသင်းကပဲအပြန်အလှန်သွင်းကို2-1 2-3လောက်နဲ့အနိုင်ယူပြီးတော့မှကျွန်တော်တို့ဒါရမှတ်ပြည့်ယူသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆိုင်ပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်